လူဆိုးကိုင်းသားတွေဝိုင်းနေတဲ့ကိုတောင်ပြက်ကြီးထဲမှာကြော်ကြီးဟာဖြက်လက်တဲ့ကိုခံပညာတွေနဲ့ရန်သူအားလုံးကိုတယောက်တည်းနှိမ်နင်းနေပါတယ်။ရန်သူကဒုံးကျည်နဲ့လှမ်းပစ်တာကိုတောင်ရှောင်ကွင်းပြီးရဟတ်ယာဉ်ကိုထိမှန်သွားစေတဲ့အထိသူကတော်လွန်းနေတာပါ။ဒါပေမဲ့ဒါတွေအကုန်လုံးကအပြင်လောကမှာတကယ်ဖြစ်နေတာမဟုတ်ပါဘူး။ဒါကတော့တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ရုပ်ရှင်မင်းသားကြော်ကြီးရဲ့ရုပ်ရှင်ဟောင်းတကားပဲဖြစ်ပါတယ်။အခုချိန်မှာတော့သူဟာဘယ်သူမှဂရုမစိုက်တော့တဲ့ပွဲစည်းတန်းတွေမှာအမတ်တရလက်မှတ်လိုက်ထိုးပေးပြီးဝမ်းရေးအတွက်ရုန်းကန်နေရရှာတာပါ။ဒီလိုနဲ့တနေ့မှာတော့ကဘာမြေကိုစောက်ရှောက်တဲ့မိုးကြိုးနတ်မင်းကြီးရိုင်ဒန်နဲ့စစ်သမီးတော်ဆူနီယာတို့ဟာကြော်ကြီးစီရောက်လာပြီးကဘာကြီးရဲ့ကံကြမ္မာကိုဆုံးဖြတ်မဲ့ကိုခံပညာပြိုင်ပွဲမှာဝင်ပြိုင်ဖို့လာရောက်ဖိတ်ခေါ်ပါတော့တယ်။ကြော်ကြီးကသူတို့ကိုအယူတွေမှတ်နဲ့မယုံကြည်လို့ညှင်းပယ်တဲ့အခါမှာတော့နတ်မင်းကြီးကသူ့ရဲ့တက်ကိုအာနာနဲ့စကြဝဠာကူတကားပေါက်တစ်ခုကိုမျက်စိရှိတင်ဖွင့်ပြလိုက်ပါတော့တယ်။ဒီတော့မှပဲကြော်ကြီးလည်းကြောက်ကြောက်လန့်လန့်နဲ့နတ်မင်းကြီးရဲ့ကျောင်းတော်စီလိုက်ပါသွားခဲ့ရပါတယ်။ကျောင်းတော်ကိုရောက်တဲ့အခါတခြားကဘာမြေရဲ့ဆွမ်းအားရှင်စစ်တီတော်တွေလေ့ကျင့်နေတာကိုမြင်ပြီးကြော်ကြီးတယောက်အံ့ဩသွားပါတယ်။သူကတော့ဘာဆွမ်းအားမှမရှိတဲ့တာမန်လူတယောက်မှုမတရားဘူးလို့ခံစားနေရတာပါ။အဲ့ဒီအချိန်မှာပဲဆိုနီယာကဒါဟာတာမန်ပြိုင်ပွဲမဟုတ်ပဲအသက်အသေးခံပြီးတိုက်ခိုက်ရမယ့်တေမျိုးတို့ရဲ့တိုက်ပွဲဖြစ်တယ်လို့ရှင်းပြလိုက်တဲ့အခါကြော်ကြီးကအလုတ်ကနေနှုတ်ထွက်ချင်တယ်လို့အော်ပါတော့တယ်။ဒါပေမဲ့နတ်မင်းကြီးရိုင်ဒန်ကကဘာမြေဟာအရင်ကပြိုင်ပွဲပေါင်း9ကြိမ်ဆက်တိုက်ရှုံးနေထားပြီးတစ်လို့ဒီတစ်ချိန်သာထပ်ရှုံးရင်ကဘာကြီးတစ်ခုလုံးအောက်ကဘာရဲ့မင်းဆိုးမင်းညစ်အရှောင်ခံရဲ့လက်အောက်ကိုကြားရောက်သွားတော့မယ်လို့တတိပေးလိုက်ပါတယ်။တကယ်တော့လွန်ခဲ့တဲ့နှစ်ပေါင်း20ကတည်းကအတီးနာဆိုတဲ့နိုင်ငံတစ်ခုဟာဒီလိုနည်းနဲ့ပဲရှောင်ခံရဲ့သိမ့်ပိုက်ခြင်းကိုခံခဲ့ရပူပါတယ်။အဲ့ဒီတုန်းကအတီးနာနိုင်ငံရဲ့ဘုရင်ဂျာရက်ဟာသူ့ရဲ့သမီးတော်ကာရာနာကိုစောက်ရှောက်ဖို့အတွက်နတ်မင်းကြီးပေးထားတဲ့နာဆွဲလေးတစ်ဖက်ကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီနောက်ရှောင်ခံရောက်လာပြီးအင်အားသုံးစစ်တိုက်မဲ့အစားနတ်ဖျားတွေရဲ့စီကံအတိုင်းတူးချင်းစိန်ခေါ်တိုက်ခိုက်ပွဲလုပ်ခဲ့ပါတယ်။နိုင်ငံတစ်ခုကပြိုင်ပွဲ10ကြိမ်ဆက်တိုက်နိုင်ရင်တစ်ဖက်နိုင်ငံကိုအပိုင်စားရမယ့်စီကံမှာအတီးနာရဲ့အစွမ်းထက်စစ်တီတော်တွေအကုန်တေဆုံးသွားလို့ဘုရင်ကြီးကိုယ်တိုင်ဝင်တိုက်ခဲ့ပေမဲ့နောက်ဆုံးမှဒါတော့ရှောင်ခံရဲ့လက်ချက်နဲ့ပဲအသက်ပြောက်သွားခဲ့ရပါတယ်။ဘုရင်ကြီးတည်ဆုံသွားပြီးနောက်မိဖုရားကြီးလည်းရန်သူလက်ထဲဖမ်းဆီးခံလိုက်ရပါတယ်။ဒါပေမဲ့သမီးတော်ကတာနာလေးကတော့အကြောက်တရားမရှိပဲခမဲတော်ရဲ့ရုပ်အလောင်းစီကနေအပြာရောင်ခေါင်းစည်းကြိုးလေးကိုယူပြီးသူ့စံပင်မှာချီနှောင်လိုက်ပါတယ်။ဒါကိုမြင်တဲ့ရှောင်ခံကသဘောကျပြီးကတာနာကိုသမီးအဖြစ်မွေးစားလိုက်ပါတော့တယ်။အခုဆိုရင်နှစ်ပေါင်း20ကြာသွားခဲ့ပါပြီ။ကတာနာဟာအစွမ်းထက်တဲ့စစ်သမီးတော်တစ်ယောက်ဖြစ်လာပြီးသူ့ရဲ့တက်တော်ဆောင်ဂျိတ်နဲ့အတူလေ့ကျင့်နေပါတယ်။ဂျိတ်ကကာရာနာကိုမွေးနေ့လက်ဆောင်ဖြစ်ထားတော့အပါတဲ့ရက်တောင်2ချက်လက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရှောင်ခံကကဘာမြေကိုသိမ့်ပိုက်ဖို့ပြိုင်ပွဲအသစ်စတင်ပြီးဖြစ်ကြောင်းကြေညာလိုက်ပါတယ်။တစ်ဖက်မှာလည်းရှန်ဆန်းလို့ခေါ်တဲ့မော်ဆီယာကဒဏ်ရာမှန်သမျှကိုကုသပေးနိုင်ပြီးလူကိုနတ်ဖျားဖြစ်စေနိုင်တဲ့ရှင်ရဲ့အဆောင်လက်ဖွဲ့ကိုလိုက်ရှာနေပါတယ်။အဲ့ဒီအဆောင်ကိုကေနိုလို့ခေါ်တဲ့ကြေးစားစစ်သားတစ်ယောက်ကခိုးသွားတာကိုသိလိုက်ရလို့အောက်ကဘာရဲ့မော်ဆီယာကကေနိုရဲ့ရုပ်အလောင်းကိုမော်ပညာနဲ့ပြန်လဲအသက်သွင်းပြီးလေဆာမျက်လုံးအသစ်တက်ဆင်ပေးကအဆောင်လက်ဖွဲ့ကိုပြန်လူယူလိုက်ပါတော့တယ်။ကဘာမြေရဲ့ကျောင်းတော်မှာတော့နာယီတဲပွင့်လေးတွေကုံဆုံးသွားတာနဲ့အမျှဆိုနီယာတယောက်ကိုရောင်ကိုဝါတွေတောက်ပလာပြီးပထမဆုံးပွဲအတွက်ဆုံးမကြီးစင်နယ်နဲ့တိုက်ခိုက်ဖို့တိုက်ပွဲမြေပြင်စီရောက်သွားပါတယ်။အဲ့ဒီဆုံးမကြီးဟာရှောင်ခံရဲ့မိဖုရားဖြစ်နေပြီးတကိုးတွေအလွန်ကြီးပါတယ်။ဆိုနီယာဟာမြေပြင်ကထွက်လာတဲ့စူးကြုံတွေကြားတဲ့ဆုံးမကြီးရဲ့တံပြင်းအော်တန်မော်ပညာတွေကိုအလူးလဲခံခဲ့ရပေမဲ့နောက်ဆုံးမှာတော့ကိုခံပညာနဲ့စွမ်းအားသုံးပြီးဆုံးမကြီးကိုစူးကြုံပေါ်တွန်းချကပထမဆုံးပွဲကိုအနိုင်ယူပေးခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပွဲမှာတော့ကန်ဆိုးစွာပဲကြော်ကြီးတယောက်အလှည့်ကျပြီးအောက်ကဘာရဲ့စစ်မြေပြင်စီရောက်သွားပါတယ်။သူ့ရဲ့ပြိုင်ဘက်ကတော့မွေးစားသမီးတော်ကတာနာပဲဖြစ်ပါတယ်။ကြော်ကြီးဟာသူ့ရဲ့ရုပ်ရှင်မင်းသားအတက်ပညာတွေနဲ့အစွမ်းကုန်ခုခံခဲ့ပေမဲ့ကတာနာရဲ့ရက်တောင်သားတန်ရာတွေကြောင့်အသေးအတန်ဖြစ်ပြီးတတိလင်းမင်းမျိုးကပွဲရှုံးသွားခဲ့ရပါတယ်။ဒဏ်ရာတွေနဲ့ကျောင်းတော်ကိုပြန်ရောက်လာတဲ့ကြော်ကြီးကိုနတ်မင်းကြီးကအားပေးစကားပြောပါတယ်။နောက်ရက်မှာတော့ကတာနာဟာတောအုပ်ထဲကလှုပ်ဝက်နှက်ကုန်းတစ်ခုကနေတဆင့်နတ်မင်းကြီးရိုင်ဒန်ရဲ့ကျောင်းတော်စီတက်ခိုးနဲ့ရောက်လာပါတယ်။ကြော်ကြီးကရန်သူမို့လို့စိတ်ဆိုးနေပေမဲ့တကယ်တော့ကတာနာဟာနတ်မင်းကြီးနဲ့လှုပ်ဝက်ပူပေါင်းပြီးကဘာမြေဘက်ကကူညီနေသူဖြစ်နေတာပါ။အရင်ပွဲကရှောင်ခံစောင့်ကြည့်နေလို့သာကြော်ကြီးကိုတကယ်ရှုံးအောင်အပီပြင်းတိုက်ခဲ့ရတာဖြစ်ပါတယ်။ကာရာနာကရှောင်ခံဟာအဆောင်လက်ဖွဲ့ကိုရသွားပြီတစ်လို့အမြန်ဆုံးတားဆီးရမယ်လို့တတိပေးပါတယ်။ဒါပေမဲ့ကတာနာအောက်ကဘာကိုပြန်ရောက်တဲ့အခါမှာတော့သူ့ရဲ့တငယ်ချင်းဂျိတ်ကတစ္ဆာဖောက်လို့ဆိုပြီးစစ်တီတွေနဲ့အတူကတာနာကိုဖမ်းဆီးလိုက်ပါတော့တယ်။အခြေအနေတွေကပိုဆိုးလာပါတယ်။ရန်သူဘက်ကအသက်ပြန်သွင်းလိုက်တဲ့ကဘာမြေရဲ့စစ်တီဟောင်းကွန်လောင်ဗန်ဟာကျောင်းတော်ကိုရုတ်တရက်ရောက်လာပြီးနတ်မင်းကြီးရိုင်ဒန်ရဲ့လေပင်ကိုသူ့ရဲ့မာယာအုပ်ထုံးနဲ့လှမ်းဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်ရန်သူတွေဝိုင်းတိုက်ကြလို့ကဘာမြေဘက်ကစစ်တီတော်ကိုနဲ့ဂျက်စလိုဟာရန်သူလက်ချက်နဲ့ပဲရက်ရက်ဆက်ဆက်အသက်ဆုံးရှုံးသွားခဲ့ရပြီးနတ်မင်းကြီးလည်းအသက်လူနေရတဲ့အခြေအနေရောက်သွားပါတယ်